အားလုံးပဲမင်္ဂလာပါရှင်မိုးကကေး channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခရမ်းကစော့တီထောင်းစားပြတာလေးကိုတင်ပေးလိုက်ပါတယ်ရှင်ဒီထောင်းလေးကမနက်ခင်းထမင်းကြော်နဲ့ဖြစ်ဖြစ်ထမင်းပြူပူပူလေးနဲ့ဖြစ်ဖြစ်ရမ်းလိုက်ဖက်ပါတယ်ပထမဆုံးအနေနဲ့အတူတူရောထောင်းမယ်ငရုတ်သီးစိမ်ကစော့တီချစ်သွန်ပြူစားတာလေးတွေကိုစီတစ်စက်နှစ်ဆက်ပေါ့နော်နည်းနည်းလေးပဲထည့်ပြီးတော့လော်ပေးထားလိုက်ပါတယ်ခုလိုမျိုးကစောတိလေးတစ်ဖြောက်ဖြောက်မြည်လာပြီဆိုရင်တော့ရပါပြီပြီးရင်တော့လော်ထားတာလေးတွေထောင်းမှတော့မယ်စိတ်စိတ်လေးနဲ့စားကောင်းအောင်လို့မြေပဲလော်လေးတစ်စွန်းလောက်လည်းထည့်ပေးထားလိုက်ပါတယ်စားအချုံမုတ်စားလေးတွေထည့်ပြီးတော့ထောင်းပေးလိုက်ပါတယ်ကဲခုဆိုရင်တော့ထောင်းလေးရပြီပေါ့နော်ထောင်းလေးကလောက်ရတာလဲလွယ်ပြီးတော့အရန်စားလို့ကောင်းပါတယ်ရှင်ပြီးရင်တော့မြေပဲစီမှုမွေးလေးနဲ့ဆိုတော့ပို့ပြီးတော့လိုက်ဖက်သွားပါတယ်ခုလိုမျိုးဗီဒီယိုလေးကိုဆုံးနဲ့ကြည့်ရှုပေးတဲ့တဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်တွေလည်းခုလိုမျိုးလွယ်ကူရိုးရှင်းတဲ့ဗီဒီယိုလေးတင်ပေးတော့မှာဖြစ်လို့အားပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်